အားလုံးပဲမင်္ဂလာပါရှင်နီလာ fashion and design ကနေကြိုဆိုပါရစေဒီတစ်ခါဆွဲပြမယ်ဘတ်တန်လေးရပါတော့ဒီအင်ကြီးဘတ်တန်လေးပေါ့နော်ဒါလေးကလူငယ်လဲဆန်နဲ့ချစ်ဖို့လဲကောင်းတယ်ပေါ့နော်ဒီမှာပေါ့နော်ကျိုးလေးနဲ့လဲတန်းထားတယ်ကျိုးလေးနှစ်ချောင်းရှိရပြီးတော့ခါမှာသူကပေါ့နော်ဒီရှေ့ပိုင်းကျတော့ကာကြီးရင်ခံလိုပုံစံလေးပေါ့နော်ပြီးရင်ဒီမှာကစားအောက်မှာဒီဘက်တစ်ချမ်းမှာအောက်မှာစားအပားလေးခံထားရပေါ့နော်အဲ့လိုဒီဇိုင်းလေးဖြစ်တယ်ပြီးရင်ဒီခါနေရာမှာလဲပေါ့နော်အောက်မှာဟိုအပေါ်ကနေပြီးတော့ထပ်ပြီးတော့အတွန့်အထက်လေးပြန်ပြီးတော့ white ထားတဲ့ပုံစံလေးပေါ့နော်အဲ့တော့ဒါလေးကိုနှစ်ပတ်တန်းဆွဲပြမယ်နော်အဲ့တော့အရင်ဆုံးကိုသုံးနေကြ basic frame ကနေစပြီးတော့ငါတို့လိုက်ပြီးတော့ဆွဲမယ်နော်အရင်ဆုံးငါတို့က11တောက်အရင်ဆွဲမယ်နော်11တောက်ကိုအရင်ဖောက်မယ်သူက11ကတော့နည်းနည်း height တယ်နော်11ကနည်းနည်း height တဲ့အတွက်ကြောင့်မလို့သူကို11တောက်ကိုသူ့ကို 1.5 cm ထိုးမယ်11တောက်1.5 cm 11တောက်ထိုးမယ်နော်ပြီးရခါမှာသူ့ကိုထပ်ပြီးတော့ညီလာတို့က11ဖောက်တော့မယ်နော်သူ့ကို11ဖောက်တော့မယ်ပြီးရင်ဒီမှာလက်ဖောင်းစာအတွက်က 1.5 cm ပခုံးပေါ်တင်ထားတယ်နော်ဒါကကြတော့လက်ဖောင်းလေးဆိုရင်ငါတို့လုံနေကြအတိုင်းပေါ့နော်ကိုက 1.5 မလိုချင်ဘူးဆိုရင်1 cm ယူလို့ရတယ်နော်ပြီးရင်ဒီဘက်11တိုင်ကနေဒီဘက်ကိုဘယ်လောက်ယူမယ်ဆိုတော့သူ့အတိုင်းသာဆိုရင်5 to 7လောက်ပဲရှိရပေါ့နော်အဲ့တော့ငါတို့ဒီဘက်မှာလည်းသူ့အတိုင်းယူမယ်ဆိုတော့5 to 7 cm လောက်ထိငါတို့ယူပေးမယ်ဖောက်ပေးမယ်ပေါ့နော်ပြီးရခါမှာသူကဒီအောက်အကျကလည်းသူကပေါ့နော်ကကြီးခုံးကိုနည်းနည်းပြပြလေးပဲခုံးပေးထားရနော်အဲကြောင့်မလို့ဒီရင်ကျဲရဲ့အောက်ကိုလာတို့ကဘယ်လောက်ကျမလဲဆိုတော့5 cm လောက်ထိကျပြီမယ်နော်5 cm လောက်ထိယူမယ်အဲ့လောက်မဝတ်တက်ဘူးဆိုရင်4 cm 3 cm လောက်ထိယူလို့ရပါတော့နော်အဲဆိုရင်သူကဒီအောက်ကိုတက်ဆွဲချလာတယ်ပေါ့နော်ဒီအောက်လေးနည်းနည်းလေးဆွဲချလာတယ်တက်ကြီးတော့မဟုတ်ဘူးပေါ့နော်ပြီးရင်ဒီအောက်မှာသူကဒီပေါ့နော်ဒီအောက်ရဲ့နေရာလောက်ကို2 to 3 cm လောက်ချမယ်3 cm လောက်ချပြီးမှဒီနားလေးကိုပြလေးခုံးပြီးတော့ဒီနေရာနဲ့ရှေ့နဲ့သွားဆက်လိုက်မယ်နော်အဲ့လိုမျိုးလေးပေါ့နော်အဲ့တော့ဒီလိုမျိုးအခုံးပုံစံလေးဖြစ်သွားမယ်ပေါ့နော်ပြီးရခါမှာညီတို့ကသူ့ကိုထောက်ကလေးဒီဘက်ကိုဒီ11နေရာမှာဟာနေမှာဖြစ်တဲ့အတွက်သူ့ကိုထောက်ကလေးတစ်ခုထိုးမယ်ဒီအလဲတက်လောက်မှာဘယ်လောက်ထိုးမလဲဆိုတော့1 cm ယူမယ်ဒါလေးကိုပြီးရင်ထောက်ထပ်ပြီးတော့ဒီမြင်းလေးကိုပြန်ပြီးပြဆွဲပေးမယ်နော်ပြီးရခါမှာဒီပေါ့နော်ဒီနေရာကလည်းနည်းနည်း11ကကျဲသွားတဲ့အတွက်သူ့ကိုဒီဘက်ဘေးနားထောက်ကိုကတ်ပြီးတော့ညီတို့သူ့ကိုဘယ်လောက်ထိုးပေးမလဲဆိုတော့0.7 လောက်ထပ်ထိုးပေးမယ်ဒါလေးကိုလည်းပေါ့နော်ဒါလေးကိုတောက်ပြန်တက်ပြီးတော့ထိုးပေးမယ်ဒီအလဲပေါ့တော့ဝတ်မှာအဲ့တော့ဒီနေရာမှာဒီနေရာနဲ့သွားဆက်လိုက်လဲ PP နဲ့သွားဆက်ပြီးတော့သူကဒီမှာပေါ့နော်ဟိုဘက်ဒီဘက်နှစ်ခုဖြစ်သွားတယ်ပေါ့နော်ဟိုဘက်ဒီဘက်နှစ်ခုခါမှာသူကပေါ့နော်ခါပေါ့နော်ခါရဲ့အပေါ်ကိုဖြတ်ဆက်လို့သဘောမျိုးယူထားရပေါ့နော်ကိုကဖြတ်ဆက်လုံလားဒါမှမဟုတ်သူကပေါ့နော်ဒီအမိတ်ကလေးကိုပြန်ပြီးတော့အပေါ်ကနေတင်ချုပ်ထားတဲ့ဒီဇိုင်းလေးလည်းဖြစ်တယ်ပေါ့နော်ကိုကဖြတ်ဆက်လုံမယ်ဆိုရင်ဖြတ်ဆက်လေးလုံမယ်ပေါ့နော်ကိုမှအမိတ်မရှိဘူးဆိုရင်တော့ဖြတ်ဆက်လေးလုံမယ်အဲ့တော့ခါကနေဘယ်လောက်ထိအပေါ်တက်မလဲဆိုတော့7 to 8 cm လောက်ထိညာတို့တက်မယ်เนาะဖြတ်ဆက်သဘောမျိုးလုပ်မယ်အဲ့အမှာပြီးမှဒီအပေါ်ကနေအတွန့်အထက်လေးပြန်လုပ်မှာပေါ့เนาะအဲ့တော့7 to 8လောက်လေးအပေါ်ကိုတက်လိုက်မယ်အပေါ်7 to 8 cm လောက်အပေါ်တက်မယ်เนาะပေါ်တက်မယ်တက်ပြီးရဲ့အခါမှာမာသူကိုညာတို့ကဘယ်လိုလုပ်မလဲဆိုတော့အပေါ်မှာကသူကထပ်ပြီးတော့ဗောနော်အထက်ပြန်ပြီးတော့ဒီနားလေးမှာဗောနော်ဒီထိတ်ဒီဗောနော်အလဲဆန်တာကနေပြီးတော့သူကအထက်ကလေးယူထားရဖြစ်တဲ့အတွက်ဒီဗောနော်နီလာအဆိုရင်ဒီနေရာလေးကိုပုံဖော်လိုက်မယ်ပုံဖော်ပြီးတော့မှဒီအပေါ်ဟာကို copy ကူးမယ်နော်အပေါ်ဟာ copy ကူးမယ်အဲ့တော့ဒီလိုမျိုး white ကလေးဗောနော်ကိုလှတယ်လို့လေးဗောနော် white ကလေးယူလိုက်မယ် white ကလေးယူပြီးတဲ့အခါမှာဒီနေရာမှာကိုနီလာတို့ကဒါကိုခွဲကလုပ်မှာပေါ့နော်ဒီအပိုင်းကို copy ယူမယ်ဒါတော့တောက်ဖြောက်ပေးရမယ်เนาะတောက်ဖြောက်ပေးရမယ်ဒါကို copy ယူမယ် copy ယူပြီးတဲ့အခါမှာဒီအပိုင်းကိုညီတို့ကဒီလိုမျိုးလေးပေါ့เนาะဒီနေရာတစ်ဖြက်လောက်မှာသူ့ကိုဘာလုပ်မလဲဆိုတော့ခွဲကားလုပ်မှာခွဲကားလုပ်ပေးရမယ်เนาะခွဲကားလေးကိုခွဲကားကို5 cm လောက်ထိယူမယ်เนาะ5 cm 5 to 8 cm လောက်ထိယူပြီးတော့ဒီနေရာလေးကိုခောက်လိုက်တဲ့အချိန်မှာဒီလိုမျိုးပေါ့เนาะအပေါ်ကနေတတွန်းခောက်စာရမယ်ပေါ့เนาะသူကတစ်ခေါက်စာလောက်ပဲယူထားရပေါ့เนาะအဲ့တော့ဒါလေးက copy ယူပေးရမယ်ဒီအောက်မှာကတက်တစ်ပိုင်းရှိရယ်เนาะအဲ့တော့ဒီလိုပုံစံလေးဖြစ်သွားပြီအဲ့ဆိုရင်ဒီနေရာမှာအပိုင်းတွေကဘယ်လိုဖြစ်မလဲဆိုတော့ဒီရှေ့မှာကျတော့ပိတ်ခောက်ယူလိုက်မယ် S1 ဖြစ်မယ်ဒါကကျတော့ F2 ဒီအပေါ်မှာကျတော့ S3 ရှိမယ်
ပြီးရင်ဒီအောက်က copy ပိုင်းရကြတော့copy ပိုင်းမဟုတ်ဘူးဒီအောက်ကတစ်ချမ်းကိုအရင်လုပ်လိုက်မယ်เนาะဒီအောက်ကတစ်ချမ်းကကြတော့ F4 ဖြစ်မယ်ဒီ copy ကကြတော့ F5 ဖြစ်မယ်ပေါ့เนาะအပိုင်းကနီလာတို့အပိုင်း5ပိုင်းဖြစ်မယ်เนาะဒီနားမှာပြီးရခါမှာကျိုးရှိသေးရဲ့เนาะကျိုးအတွက်ကလည်းယူအောင်မှာကျိုးအတွက်ယူမယ်ဆိုတော့သူကကျိုးကိုဘယ်နားလောက်ယူထားလဲဆိုတော့ပေါ့เนาะဒီထောက်ဒီကျိုးနှစ်ချောင်းကိုယူမယ်เนาะကျိုးနှစ်ချောင်းကိုယူမယ်ယူတဲ့အခါမှာလည်းကျိုးနှစ်ချောင်းကတော့ဒီလိုမျိုးပေါ့နော်ဟိုဘက်ဒီဘက်တစ်ချောင်းကကြာဒီဘက်ပခုံးအစွန်းအမှတ်နဲ့သွားပြီးတော့တိတ်ရပေါ့နော်အဲ့တော့ဒီထောက်နေရလောက်ကနေပြီးတော့နောက်သူ့ကိုကျိုးလေးပေါ့နော် 0.5 စာ 0.5 လောက်ပဲရှိရကျိုးလေးတစ်ကျိုးရှိမယ်နောက်ထပ်တစ်ကျိုးရှိသေးတယ်နောက်ထပ်တစ်ကျိုးကသူတို့နှစ်ခုရဲ့အကွာဝေးက 2.5 လောက်ခြားရပေါ့နော်အဲ့တော့နောက်ထပ်တစ်ကျိုးကိုလည်းဒီမှာယူလိုက်မယ်ယူပြီးရခါမှာဒါကိုတော့เนาะကျိုးကိုအဆွေစားယူမယ်အဆွေစားယူပြီးရခါမှာအဆွေသားဖြစ်တဲ့တော့သူကလေဆွဲလိုက်ပြီဆိုရင်လက်ရှိထွက်လာတဲ့သဘောရှိရဲ့အဲ့ကြောင့်မလို့ကိုကသူ့ကိုဒီပေါ့နော်ကျိုးရဲ့အတိုင်းကျိုးကတန်းစီရန်ရှိပါတယ်ဆိုတော့တန်းစီရန်ဆိုရင်ဒီလာတော့ 8cm ပဲယူမယ်နော်ဘာလို့လဲဆိုတော့သူ့ကိုကိုကအဆွေသားယူလိုက်တဲ့အတွက်ဆွဲလိုက်ရင်ရှေ့ထွက်လာနိုင်တဲ့အတွက် 2cm လျှော့ပြီးတော့ဒီကျိုးကိုယူမယ်နော်အဲ့တော့ကျိုးကဒီမှာကျိုးနှစ်ချောင်းလေးရှိရပါတော့အဲ့ဒါအထည့်လဲရတယ်မထည့်လဲရတယ်ပေါ့နော်အလှအနီနဲ့ပေါ့နော်အဲ့လိုမျိုးလေးထည့်ခြင်းတဲ့သူရှင်ရထည့်လို့ရတယ်နောက်ချမ်းကိုသွားနောက်ချမ်းကကြတော့ပခုံးလက်ဖောင်းစာအတွက် 1.5 cm တက်မယ်ပြီးရင်ဒီနားလေးနဲ့သွားပြီးတော့ဆက်မယ်ကြောကျယ်နဲ့နောက်ချမ်းကတော့ရိုးရှင်းနဲ့ဒီအောက်ကိုလည်းသူကတိတ်မကြဘူး 2cm လောက်ပဲကြာမယ်ဒီမှာရှေ့မှာ 11 ဖောက်ထားတဲ့အတွက်5 to 7cm ယူမယ်နောက်မှာ zip တက်ထားရပေါ့နော်နောက်မှာ zip တက်ထားရယူလိုက်မယ်ပြီးရင် 11 လေးကို white ပေးမယ်ကြောစားပေးမယ်ခါနေရာမှာ 1cm ယူမယ်ပြီးရင် down နဲ့သွားဆက်မယ် 11 down နဲ့သွားဆက်မယ်ပေါ့နော်ဟိုကအကယ်၍ဒီနားလေးကို 0.5 လောက်ယူခြင်းလဲအဲ 0.5 နဲ့ 1cm နဲ့သွားဆက်ပေးလို့ရတယ်ပေါ့နော်အဲ့တော့ဒီညမှာက zip စာ 2.5 cm ဒီဟာလေးကတော့နောက်ချမ်းကတော့လွယ်တယ်ပေါ့နော်ရိုးရှင်းတယ်ရှေ့ချမ်းမှာတော့အပိုင်းလေးတွေများတယ်လက်ပုံစံကြတော့လဲရိုးလက်ဖောင်းလေးပဲဖြစ်တဲ့အတွက်လက်ကိုမဆွဲပြတော့เนาะလက်တိုင်ကနေအပေါ်ကို5 to 7လောက်ထောင်ပြီးတော့ပြပြလေးပြန်ဝိုင်းလိုက်ရင်ဒီဟာလက်ဖောင်းပဲပေါ့နော်လက်ကရမ်းရိုးတဲ့အတွက်မပြောပြတော့เนาะအရင်ကလည်းပြောပြသားဖြစ်တဲ့အတွက်ပေါ့နော်အဲ့တော့မသိသေးတဲ့သူတွေနားလည်သွားမယ်လို့မျှော်လင့်ပါတယ်ရှင်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်เนาะသိချင်တာလေးရှင်လည်းမှန်းခဲ့ပေးလို့ရပါတယ်ရှင်ကောင်းသောနေ့လေးဖြစ်ပါစေရှင်